ကတော့ထိုက်လို့ကတော့ဟာပေါ်တော်မူလို့ခေါ်တဲ့ဒါတောင်တိုင်လဲထင်မှတ်ထားတာမဟုတ်ဘူးလေဒီဖရားဒီမှာရှိပါမယ်လို့ပြောလို့မရဘူးတကယ်တော့အကြောင်းနဲ့အကျိုးညီညွတ်လို့ဖရားအမဖြစ်ထိုက်လို့ဒါရေထဲ့မယ်ဆိုမှရေကန်လေးလှုပ်လိုက်တာကိုဒီဖရားပေါ်တာဖူးကြပါလို့ဖူးရခဲမြနော်ဒါပြန်လို့ထိုက်တန်လို့ကိုဗမာပြည်ကဖရားကိုဖရားကိုဝင်နေရတယ်ရှုပေါင်းလေးလည်းမလားဘူးလားပန်းမနေတာဒီမှာပန်းကိုပြရပေါ်မှာကောင်းပေါ်မှာပန်းဦးသားညောင်းတော့မှာဆိုတော့ဦးသားဒေပေါ်ခဲဦးရဒါခင်အေးကြောင်းတက်ဟိုကဖူးပြီးဖရားတော့ဖူးပြတာကြောင်းတိုင်ကိုတော်ပေါ့နော်ဒါဆယ်ဖရားပေါ်နဲ့ပြပေါ်တော့မပြောနေတာကျောင်းနိုင်ကိုတော့အငယ်ဝါဘာမှမဟုတ်အဲ့ဒါခင်အေးကျောင်းတိုက်ကျောင်းနိုင်ကိုတော့ပါဓမ္မတရားပေါ်တယ်ပေါ်တယ်နာမည်လာပြီးရွတဲ့နေရာလိုက်ပါညောင်းကညောက်ဆက်နားလေးမလိုက်ပါနဲ့လိုက်အောင်အေးဟာညီကြီးကြီးတဲ့တော်တော်လေးအောင်လိုက်မှာတော့ဘက်ကိုပုံနေတပိတ်လေးတွေရနေတယ်တပိတ်လေးကိုအမေကလာနေပါနေပါမမေရတာပါဘောလေဖျာပြရလေးမလဲဘောလေနော်ဘာဘုံလေးလည်းမလို့သူအတိကြမှာလုံးနော်ခီးနာကားရတာဒီဟိုကငကေယောဒါရွှေလုံးနေမှာဟုတ်လားအားကိုဒါရွှေလုံးပြီးလက်ကြားရတဲ့ပြောတာပြီးလက်လုံးအဲ့မှာဝါဝါလေးဝင်းဝင်းလေးအဲ့နာမှာဖရားရဲ့ဝါနာမှာရှိတယ်ရှိသေးလို့နေမှာခက်ရအောင်ခက်မှရှိသေးနော်ကြားတယ်ရှိလို့အောက်မှာပြေးလေးမှရှိမှာဒီတော့မကောက်ဘူးလေးကန်းသာမနာလည်းရှိတယ်သူကကလေးကောင်မတစ်ခန်းနဲ့သာမနာလည်းရှိတယ်လေးကန်းလေးခွက်လေလေးခွက်ချလာတဲ့သာမနာလည်းရှိတယ်ဟုတ်တာလေးကန်းတော့တောင်းနေတော့နေ